မေဆူနီပါပြန်ပွဲမှာစူမရတဲ့ပြင်ချေမိုးနေလို့လူပြောများနေတဲ့ခင်နာဆိုအလာမေခင်နာဆိုဟာမေဆူနီပါပွဲမှာစုတစုမှမရခဲ့တဲ့ပြင်ချေမိုးကစကက်ကြီးစကယ်ချေပြောနေလို့အတော်လေးကိုမှသူတွေဝေဖန်တာခံနေရပါတယ်ခင်နာဆိုဟာအစောပိုင်းမှာတွေကစိုင်းတီးတဲ့စိုင်းမင်းသမီးဘွားကနေမစ်ဝင်ပြိုင်လို့လူပြောများနေတာပါ။ဒါပြင်ခင်နာဆိုဟာမျက်နှာပေါက်ကိုနေကိုဟန်ချာကမစ်ရပုံစံမဟုတ်ဘူးလို့လူပြောများနေတာပါ။ဒါပေမဲ့ခင်နာဆိုကတော့သမီးဆိုပြောသလိုနေရိုးတွေကခါကြိုအောင်ကော့လိန်ပြီးတော့မစ်ဆွနီပါပွဲကိုဝင်ပြိုင်ခဲ့တာပါ။ဒါကြောင့်လေလူတွေကဝေဖန်ကြတာဖြစ်ပါတယ်။အခုခါမှာတော့မစ်ဆွနီပါပြန်ပွဲမှာခင်နာဆိုဟာတော်တင်းစင်းလောက်နဲ့သာကျင်းနေခဲ့ရတာပါ။ဒါပေမဲ့လေခင်နာဆိုကတော့သူမကမစ်ဆွနီပါအလှမဲ့တရားဖြစ်ရေးချင်းရှိလို့တော်တန်းဝင်တာဖြစ်ကြောင်း2029မှာလေဝင်ပြိုင်အောင်မေသူမကိုမစ်ရုံမပါဘူးဆိုပြီးတော့ဝေဖန်နေကြတဲ့သူတွေကိုလည်းဂိမ်းမဆိုင်ဘူးလို့ပြတ်သားစွာပြောလာတာပါ။လူတွေကတော့ခင်နာဆိုအနေနဲ့ကိုရုပ်ကိုမှန်မှမကြည့်ပဲအတင်းချင်မိုးကစကက်ကြီးစကယ်ကျဲပြောနေကြောင်းခင်နာဆိုအနေနဲ့အောက်ပိုင်းတိုးနေတာကိုအတင်းမစ်ဝင်ပြိုင်နေတာမျိုးတဲ့ကိုနေထိုက်တဲ့နဲ့ professional လမ်းကြောင်းတစ်ခုမှာပဲရှောက်သိနေလို့ကြံပေးနေတာဖြစ်ပါတယ်။